ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံတာလွဲတော်ရင်နောက်ထပ်ပြန်မလာဘူးကြည့်လေမြတ်စွာဘုရားကသမထကျင့်စဉ်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောရမှာပေါ့သမထကျင့်စဉ်ကိုနီးလန်းပြီးပြလောက်လာတဲ့အာလာရကာလမဆိုတဲ့ယသိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယသိကြီးတွေသမထကျင့်စဉ်တော့သူတို့ထွတ်ထိပ်ရောက်အောင်ပေါက်ရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုထွတ်ထိပ်ရောက်သို့တော့ဘုရားကသစ္စာလေးပါးဝိပဿနာကျင့်စဉ်ကြီးကိုတွေးရှိပြီးတော့သစ္စာလေးပါးကိုသိတဲ့ဘုရားဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြည့်လိုက်တော့တူကတပတ်စောပြီးတော့ကွယ်လွန်သွားတယ်နောက်တူကတညတာစောပြီးတော့ကွယ်လွန်သွားတယ်သွားရောသူတို့နောက်ရိမတ္တရဘုရားလည်းသူတို့တွေ့မှာမဟုတ်တော့ဘာဖြစ်လို့အရုပဘုံရောက်နေကြအရုပဘုံဆိုတာနန်းကြီးပဲရှိတယ်ဘုရားတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်မကြားရရင်သွားရောနန်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိအဲ့ဒီကပြန်သေးအောင်မယ်သေးလာတဲ့အခါမှာလူပြေရောက်နတ်ပြေရောက်မကောင်းတဲ့ဘုံရောက်ချင်လည်းရောက်သွားအောင်မယ်ဆုံးရှုံးနစ်နာမှုတွေဒီလိုရှိတယ်ပေါ့ထို့တူပဲသူဝါဒကြီးကလွဲသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်ဝင်စားသေးဘူးဆယ်လစောပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှာမဟုတ်ဘူးနော်လူဆိုတာစိတ်ဝင်စားမှလောက်တာလေခုကြည့်ပါလားဒီလမ်းမှာတော့တရားပွဲအခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လောက်တာအဲ့တော့သူဗ္ဗတပရပိုက်ကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယောရောက်လို့ပြိဋိဘံစံတော်မဲ့ညသကောင်းအချိန်လောက်ရောက်မှသူဘုရားစီရောက်လာတာရောက်လာတော့မှသူကယင်ထဲကတန်တရားစကားကိုမေးချင်လို့ရောက်လာဗာမေးတုံးဆိုတော့ခိုင်းเสียဘာသာရေးခေါင်းဆောင်နေသူဘက်ကသူတို့ကိုသူတို့ဖျားလို့ဝန်ခံနေကြတယ်သူတို့ဝန်ခံတဲ့အတိုင်းဟုတ်သလားမဟုတ်ဘူးလားဆိုတာလာမေးတယ်သူ